မြတ်ဓမ္မရိပ်တွေအေးမြလင်းလက်ထွန်းလင်းနေဒီနေ့သူနေမြတ်ဘာနေလဲဆိုတာသိကြလားဆရာတော်ဗဒသဝါသမွေးနေနေမင်္ဂလာသံတွေပြန့်နှံ့နေတိုင်းတစ်ပါးကတပြက်တကားဘာတွေခင်ပြီးလာကြတာလဲမြစ်တာပန်းတွေကိုင်ငါလာစူပေါင်းညီညာကုသိုလ်ပြုလာလာပြီးလောက်ကြလဲပြောကြစမ်းပါယူသေးစွာနဲ့ထွန်းလင်းလာမြစ်တဲ့လင်းနီလာချိန်ဘာစူတောင်းကြမလဲဆရာတော်ဘုန်းတော်မြင့်မြတ်ခိုင်သာသနာတော်လဲထွန်းလင်းတိုင်းဒါစုတပြက်တကားအပေါင်းတို့အတွက်ဘာစူတောင်းကြမလဲသက်ရှိချမ်းမာဘုန်းတော်ကြီးကောင်းမှုအလင်းထွန်းတောက်စေတိုင်းတစ်ပါးမှကြည်ပြူတတ်တာတပြည့်တကအပေါင်းလဲရွှင်လန်းချမ်းမြေနေကြစေ